ရှုံးပါလေ Don't want to show. Okay. You're like a ghost in my mind. I can't escape you. I need to believe it was right letting you go. Cause you're like a ghost in my mind. I wanna escape you. So, all of my good morning, ma. Who are day 3, 4 a.m. ဖြစ်ပါတယ်။ကားစောင့်နေပေါ့နော်။ကားလာရင်စားထွက်ပြောက်လीဟိုတနာရီလောက်တော့မောင်းအောင်မယ်ပေါ့နော်။အဲဒီရွာကိုသွားမှာတမ်းမဲ့တောင်းတော့ချင်းတောင်ဖြစ်ပါတယ်။ဆိုတော့ yeah ခဏနေဘယ်လိုဖြစ်မလဲ။ချက်တော့စောင့်ကြည့်ပေးပါအဆုံးထိကျွန်တော်စိတ်တွေရမ်းလှုပ်ရှားနေပြီပေါ့နော်။ပထမဆုံး trade ကျွန်တော်ရဲ့ Let's go guys ။ဟိုကဘယ်လိုဖြစ်နေလဲဆိုတော့ဒီကားသမားဟို appointment ယူထားတယ်ကွာအဲ့ဒီအချိန်မှာကားသမားဒီဈေးကိုကျွန်တော်ဈေးဖြတ်ပြီးတာကွာအဲ့ဒါကိုအခုမှလာပြီးတော့အသွားပြန်လောက်အောင်ပါတဲ့ကျွန်တော်တို့600ကျော်နဲ့ငှားထားတဲ့ဟာကိုအဲ့ဒါသူက1900တောင်းနေဆိုတော့အဲ့တော့ CC ကဒီကိုလာလိုက်မယ်ပြီးတော့ဒီကနေမှတခြားကားငှားကြည့်မယ်ပေါ့နော်အဲ့လိုပဲလောက်ရတော့မယ်တက်နိုင်အောင်အခု4နာရီခွဲနေပြီ4ခွဲဆိုအနည်းဆုံးတော့ထွက်တဲ့နေပြီပေါ့နော် Helloဆိုတော့အခုကားပေါ်ရောက်ပါပြီအချိန်ကတော့4:45ပေါ့နော်ဟိုဘယ်ချိန်ရောက်မလဲတော့မသိသေးဘူးကားပေါ်မှာတော့ AB ပဲလိုက်ပါတော့ဟိုလည်းတွေ့ပါမယ် Bye bye see you issue ကဲဆိုတော့နောက်ဆုံးတော့ရောက်ရှိခဲ့ပြီပေါ့နော်တော်တော်ကြီးတော့အေးတယ် คนวิ่งนี่ก็ต้องยอมใจนะนอกจากตัววิ่งลงคะตอนนี้พี่จ้างมาครบกี่ชั่วโมงนะคะหมอกอ่ะ ဆိုတော်တော်ကြီးအေးတယ် จ้างมา10 ชั่วโมง ကဲစောင့်ပါပြီ Let's do this Okay အကျော်တေချာမလျှော့လာခဲ့အောင်အချိန်မရှိရောတောင်တက်တွေစနေပြီဒီ50 km မှာမြန်မာ3ယောက်ပေါ့နော်ကျွန်တော်ရဲ့အကွီလာရဲ့စစ်စီရဲ့ဒါမှမဟုတ်အကွီလာမပါတော့ကျွန်တော်ရဲ့စစ်စီရဲ့2ယောက်တည်းဒီ50 km မြန်မာအောင်တောင်တက်လမ်းတွေစနေပြီကီလိုမီတာတော့မဖွင့်တော့ဘူးနော်ဖုန်းအကုန်မှာဆိုလို့နိုင်တဲ့အားကုန်မှာဆိုလို့ကျွန်တော်နိုင်ရအဲ့လို Apple Watch ဆိုတော့မခံဘူးအဲ့ GPS မနိုင်တော့အပြင်မှာအဲ့လိုမျိုးလေးခြိထားပြီပေါ့နော်အဲ့လမ်းကြောင်းနဲ့သွားမှာဟို face ကတူပဲသွားမှာလား Yes.နည်းနည်းလေးပဲ Slow and steady. ကုန်းတက်ဆိုလမ်းလျှောက်မယ်မြင်းကြီးဆိုပြည့်မယ်ကုန်းစင်းဆိုလည်းဒါကုန်းတက်ကုန်းစင်းဆိုတော့တောင်တက်တောင်ဆင်းအောင်တောင်တက်ကြီးတက်ကြီးမမကြီးဒီမှာဘယ်သူမှမပြေဘူးတောင်ဆင်းကြတော့ကော့ကြီးပြေးနေရပါမမကော့ခုဆိုရင်တော့တော်လန်းစတင်ပါပြီဒီလိုကြည့်မထင်တာ
အတက်ကြီးပဲဗျ where your fears lead. နည်းနည်းလေးအောင်မစင်းအတက်ကြီးပဲဒီကိုစပြီးမြင်ရရောနော် Regret is worse than တော့ဒီဇမ်းမကိုမစင်းသေးတာ keep the loved ones ဘယ်တော့မှလည်းပြမယ်နော် close enough. Rain and fire, highs and lows, you name it. အဲ့အတက်တည်းကြီးပဲ Cold and အစင်းနည်းနည်းလေးအောင်မပါ warm cries you had. ဘူးတော်တော်မိုက်တယ် The world goes by ကဲဒါတော့အောင်ထိတ်ရောက်ပြီးတော့တောင်ဆင်းပါပြီ as you miss it. Look at the view look oh shit Didn't see it. ค่ะ ဟုတ်လား แม่สลอง ค่ะ အဲ့တိမ်ပင်လေပုံစံမျိုးကြီးပေါ့နော်တော်တော်လှတယ် so nice If you don't catch it, ဟိုတောင်အစင်းပဲဒီခုကြောက်တဲ့အစင်းပဲတရားတော့အာချုံးပါလေဘာရင်းနဲ့ရှာလို့ရှာမှန်းမသိဘူးတော့အခုဒီကပါလားကတ်တရလား ก็เดี๋ยวแล้วเนี่ยကတ်တရလမ်းပေါ်ပြန်ရောက်ပြီဘေးမှာရေတကုန်းတန်ကြားရေတန်နေကြား ยีแล้วเนาะพี่ အေးဘယ်လိုလဲအောင်မသိဘူးအဆုံးထိကြည့်ပြပါကြားရင် like share subscribe တွေလုပ်လို့ရပါတယ်တော်တော်လာတယ်ဘာလဲတော်တော်စားတယ်ဂွီနဲ့ဖြစ်တယ်တော်တော်လာတယ်ဖြူပါဟာထရေးပြန်စားပြီနောက်ထပ်2ကီလိုပဲလိုတော့ရအပြင် station တစ်ခုရောက်မယ်ပေါ့နော် so almost there ကြားရောရိုက်ပြဖို့လောက်ထိတော့အနေများရပေါ့နော်ဒါနဲ့ပြကျင်လို့အကုန်ဒီလိုချောတိုက်ပြီးဆင်းနေရတယ်တော်တော်ကြီးချောတယ်ချောอ่ะ oh shit story လဲတာဆိုတာရှုပ်နေကြီးပဲအခုကျွန်တော်တို့ရေတကုံဖြတ်ရမယ်ပေါ့နော်ကျွန်တော်ဖြတ်လိုက်အောင်မယ်ပြီးမှဟိုဘက်ရောက်မှပြန်ခေါ်လိုက်မယ် Let's check this shit out bro တော့လာကျွန်တော်ကင်မရာပိတ်ရအောင်မယ်ပေါ့နော် view လေးကတော့လှတယ်တဲ့အနေထောင်းရောက်ရှိနေပြီနော်အဲ့တော့ဒီမထင်တာဘူးမရတော့အင်းတွေချွတ်တိုင်းပိုက်တဲ့အရန်စားနေ嗯， พี่เราว่าเซเว่น是地方啦哎，我们呢？那这边啊，那白个贵一对米，这边卖的有，我别把呢，卖个对象变对吗？但那卖，哦，但那卖一滴，你妈罗的户是没的，千秋边啊，加一滴，千秋滴的，对。我们 first time 有我，yeah。မိုက်ဘယ်လိုမျိုးစိုင်းနေမှာ decoration တွေအဲ့လိုမျိုးတွေတော့သိရမှာအဲ့လိုတွေတော့မမျိုးပဲအခုကပထမဆုံးကောက်တာ station ရောက်ပြီဒီဖြစ်မယ် station အကြီးထင်တာ station က PC တွေ ต้องดูสีไหนไม่ใช่เหรอ အေး ไม่แกอะไรเนี่ยโซ่ ဘာမှမသိတာရဲ့မရဘူး First stop finish ကော มีหลาปิ่งก่อน ဩ มี မီထိုးကလေးပင့်ဟော เอ๊ะဟုတ်တယ် မီထိုးကလေးပင့် มีเท่าไหร่เลย မီလောင်ကလေးပင့်ဟို A1 နဲ့ A2 ကိုသွားမယ်10 km အခုလာဖြတ်လာတာ11.5ထင်တယ်နော် 11.5 but no food at all only snack only one pack of snack for us သူတို့ပြောတာဖျဲသီးတွေဘနာနာတွေအကုန် buffet ကျိတယ်ဒီမှာလမ်းမှာသူများတွေဖျဲသီးကုန်တွေတွေ့တယ်ဘယ်သူတွေအကုန်စားသွားတယ်ဟမ်နည်းချန်ခဲ့တယ်ဒုက္ခပဲ
တီးကောင်းပါ No, oh. တော်တော်လာငါပြောပြင်ကြီးကြီးရမြင်ဘူးလားမြင်ရအောင်နားလေးတော်တော်လာAdiós. Americano လေးဝင်ဆွဲလိုက်ရှုပ်လို့အာ แบบนี้นะคะโอเคค่ะแค่เดียว cheers ဒါဒီဟိုကကျွေးတာဒီကဒေသခံကကျွေးတာupdate ဘယ်နှကီလိုမီတာရောက်နေမှန်းလည်းမသိဘူးရောက်နိုင်သေးဘူးလားမသိဘူးရုပ်ကပြေးတဲ့ဆက်ဆက်ထွက်တဲ့ရုံနဲ့အခုရုံနဲ့တော့မတူတော့ဘူး right မင်းနေစီနာမ alright guys အေးဒူကိုရောက်ပါပြီဒီမှာထမင်းကျွေးမယ်ထင်တာပဲအိုးရောတွေ့တယ် ต้มฟ้ากับไก่กระเทียมกับ ကိုင်စက်သားစက်ရင်ပုံရယ်ထမင်းရယ်ဒါပဲထင်တယ်ဟုတ်တယ်နော်ကျက်ဆုပ်ပြုတ်ရယ်စက်ရင်ပုံရယ်ထမင်းရယ် alright စားလိုက်ပါဦးမယ် guys ဖျက်သည်နည်းနည်းရှိတယ်잘 먹겠습니다. 저희 뭐해? 네, 아. 야라. 오시 먹으러 마. 오시 먹으러. 먹으래. 저 라마 ဖြတ်သွားရင်လူတော်တော်များများပြောပါတယ်အဲ့လိုပြုံးပြသွားတာလို့နှုတ်ဆက်သွားတာလို့ဆိုရင်အမောပြေရကွာအမှန်တချို့လူတွေကြတော့ရုပ်တည်နဲ့ဘူးကြီးကြည့်သွားရတယ်ရှိရဆိုတော့ပြုံးပြရလူဖြစ်ပါစေပို့ပြီးတော့ကြည်နူးဖို့ကောင်းတယ်ပေါ့နော် Moria. အာ view လေးနဲ့ 那是对过，偏偏看我。copyright ညှိတော့မှာပေါ့နော်ဒီလိုလေးတွေပြေးခြင်းချင်းမိုင်ကိုလာခဲ့ပါအမြဲတော့ရှိမှမထင်ဘူးနော်အမြဲတော့ရှိမှမထင်ဘူးဒီဇင်ဘာပဲလားမသိဘူးစကူရာလား ဟုတ်တယ်ထင်တယ်ဒီမှာကြည့်ဒါပေမဲ့ different kind of species တာတူတယ်တူလား ဒီစကူရာမမြင်ဘူးတော့ အရောင်တော့တူတယ်ဘဲရောင် နောက်တစ် station တစ်ခုရောက်ပြီပေါ့နော်နောက်ဆုံးတော့ဖျဲသီးစားပြီအများကြီးမပြောတော့ view လေးကိုပဲကြည့်လိုက်လေကုံလို့တော့တောင်မရောက်သေးဘူးအခုဒီ station ကနေပြန်ထွက်တာကနေနောက် station တစ်ခုကိုဂျားထဲမှာဘာမှမရှိတော့ဘူး13 km သွားမှာပေါ့နော် กิโลครับเนี่ย50 หรือ 100 50 Let's go yeah
Have a nice day. Thank you. Ra lại rồi. One banana, half banana. And not expensive too. Yeah, thank you. Thôi rồi, với gì mốt rồi mà? Với gì mốt rồi mà? Nearly arrived. Nearly arrived. စစ်တော့မယ်ကျန်တော့ Đồ gì vậy nó? စစ်တော့အိပ်ပြီးအောင်သွားလို့ရနေတယ် Từ phía bên này về lại rồi à? À xong rồi. A7 ကိုရောက်ရှိပြီ။ချိန်အားဖြင့်တော့9 နိုင်ထိုးပါပြီ။မပြောသည်ကြောက်ကြောငါဖဲသည် snacks and drinks အဲ့နေရလားကလေး Alright is အခု A7 ကနေ W2 ကို 6.2 kilometerသမင်းရယ်ကြောက်ကြွယ်ငါဖဲတုံးရယ်ဆိုတော့ outfit ပြန်လဲပြီးရဲ့အနေထားပေါ့နော်တော်တော်ကြီးချမ်းလာပြီ highlight တွေလည်းပါပြီရေလည်းဖြည့်ပြီဘိုင်လည်းပြည့်ပြီချော်လည်းဆေးဖြန့်ပြီဆိုတော့နောက်ထပ် point တစ်ခုကို 6.2 km သွားရမယ်ပြီးရင် W2 ကနေဆိုရင်နောက်တစ်ခု point ကိုကြာတော့ finisher ဖြစ်သွားပါပြီဆိုတော့ I think I can do it guys စလာနဲ့အဲ့တက်ကန်စတာမြေပြန်လေးလောက်အောင်လားအခုကျွန်တော်ရဲ့ energy ကို percent နဲ့ပြောပြမယ်ဆိုရင်100မှာ 20% လောက်ပဲကျန်တော့မယ်ဆိုတော့ 10% ကိုနောက်ထပ် station တစ်ခုသွားမယ်နောက်ထပ် 10% ကိုပန်းဝင်ပါမယ်နေမြင်ပဲ very very dangerous please do not try this at home ဒီပေါ်တက်မှာအဲ့ရတော့တရားလုံးပါနော်တတုံးပေါ်ကနေရှောက်အောင် okay let's go တော်တော်ကြီးမှောင်တဲ့အနေထားရောက်ရှိနေပြီဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့အမြင်ကအကုန်ပဲကျန်တယ်စီမိခဏပိတ်ပြလိုက်အေးလေအေးအမနဲ့သွေးပူနေတော့အဲ့လောက်မအေးတော့သွေးအေးနေတော်တော်အေးရအခုပြေးနေတာ17နာရီပြည့်တော့မယ်ပေါ့နော်17ပြည့်တော့မှာလား73ပြည့်တော့ sorry အခုပြေးနေတာ73 hours ပြည့်တော့မယ်ပေါ့နော်အခုဘာမှမမြင်ရတော့ဟာလိုက်တာမပိုင်ပြီးသွားအေးစီ take care ဟလာအခုဒီမရောက်သေးဘူးလမ်းတွေ့လားအလေကကြာရင်နဲ့ဘယ်ဘက်ကအဲ့လိုပြီးမီးထွန်းထားတော့မီးထွန်းထားသလောက်အကောင်တွေကမီးနောက်ကိုလိုက်ဟိုပိုးကောင်တွေကိုပြောတာ
ဓာတ်ပုံရိုက်မှာမဟုတ်လို့နှာခမ်းကြီးကောက်ဆိုးနေတာပါ 你看人家呢，我叫叫的。 အာ လက်မခံတော့သူတို့နှစ်ယောက်တည်သွားတဲ့အချိန်မှာသူ့ရဲ့ရောက်ခမကြီးကအဲ့တုတ်တန်ကြီးကိုသူတို့အုပ်ပူတစ်ခုကြားထားလိုက်တာ အာ အဲ့တော့ကျဲသုံးခုဖြစ်သွားအောင်အဲ့တော့ဟိုဖက်ယောက်ျားလေးသူဟတ်မင်းကလေးအဲ့ကျဲသူတို့တည်သွားပြီးကျဲဖြစ်လာတော့တုတ်ချောင်းကသူတို့ကြားထဲမှာချားနေမတွေ့ရအောင်ပေါ့ကွယ် ဩ အဲ့ဒါရှမ်းပုံကြီး ကဲနောက်ထပ် station တစ်ခုရောက်ပါပြီ8.8 km လောက်လို့သေးတယ် alright ဒီ station မှာဘာတွေကျွေးလဲဒီရားတွေကြီးပဲဒါရှိမယ်ဒါရှိမယ်ဖဲသည့်အချမ်းလေးရှိမယ် alright guys ပြန်ထွက်ပါပြီ8.8 ပြီးရင်ပန်းဝင်ပါမယ် let's go let's go Let's go တွားရှာရမယ် အရှိမတချင်းလေးစုံနေပေါ့နော်လှတယ်အေးကြာအိုးတွေလည်းဖောက်နေတော်တော်မိုက်တယ်ဆိုတော့500 meter ပြီးရင်ပြီးပါပြီခင်ဗျာ50 km trail run เดี๋ยวถ่ายรูปเสื้อเขียวไปคู่สุด ဝင်ပါပြီ ตรงนี้ตรงนี้โอเคตรงไปนะตรงไปเลยถ่ายรูปสวย finally ยินดีนะ Finish ครับ isn't it beautiful You are so fat, that's why you need to see everything around yourself. yeah so tired bye thank you for everything ta 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 currently eating soup say hi not sure huh I did it guys I did it so channel လေးကိုကြိုက်ရင် like share subscribe နဲ့လုပ်ပါလို့ရပါတယ်နောက်တော့ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ် bye bye guys